နှလုံးသားထဲမှာ စိတ်ကြပါဒီနေ့ဆောင်းနေနေတော့ပြန်ခဲ့တယ်လေ ကြီးမောင်တက်တဲ့ဒီနေ့ချက်ထားမယ်နော် စိတ်ကလည်းဒီနေ့ဆောင်းမယ်နော် ရင်ထဲချီဝဲလို့လားမိုးနဲ့တူငိုရအောင် အိမ်ကရဲဘော်တွေကိုဈေးချောင်းမဆွဲခိုင်းပါနဲ့သူတို့ကနိုင်ငံတော်အတွက်က ကြီးမခိုင်းပါအောင်မောင်ရဲ့သူတို့ဟာသူတို့လှုပ်ပေးတာပါ ဘာပဲဖြစ်ဖြစ်နောက်မမြင်ချင်ဘူး မိုးရေရွာဇူလိုင်ဆက်ကိုမှာကျမနှလုံးသားထဲမှာ လွတ်လပ်ရေးရရင်တော့ခြံလေးစားပြီးစာပဲရင်းနေချင်တာဗျာမင်္ဂလာတုံကခြံလေးတော့ကြိုက်တာကြက်9တော့ဆိုတော့မတက်နိုင်ဘူးအင်းခြံမရှိရင်နေကလေးတွေကိုတော့ကြောင်းကောင်းကောင်းထားခြင်းနဲ့ဗျာငယ်ဆုံးသမီးလေးကိုငကလေးတရံခမဲပေးဖို့နမောက်ကအမေစီပတ်စံလမ်းမှထားရတယ် တဲ့မနေနိုင်စရာယနေ့ရဲ့တိုင်ကရဆုံးနေပြီးတော့အာသာလေးကောင်းဆောင်ကြီးပြောင်း အကိုကြီးမခင်ကြီးဆိုတဲ့သူနာပြုဆရာမကိုကျုပ်ကချစ်တယ်လို့လက်ထက်ချင်တယ်လို့ခုမြန်မြန်သွားပြောဗျာချိန်မရှိဘူးကျုပ်မှအလုပ်တွေရှိသေးတယ် မင်းလို့လည်းမရနိုင်ပါကံကြမရဲ့ဘယ်အညုံးနဲ့များလာနေတယ်ဒီမှာပြည်ကိုကလည်းချဲဝါလေးကိုငါတို့ဘူရုပ်ပြန်ဆောင်ရှာရဲ့ဒါပေမဲ့မတမာသူလူစုရောက်တိုင်းပြည်ကြီးလမ်းမထူတဲ့ မမကြီးအိမ်မှာဆန်စီပြတ်သွားရင်ကျွန်တော်ကိုပြောတယ်လာကြတော့လို့လက်ခံရင်မင်းကိုအရင်ထောက်ချပစ်မယ်လို့ဘိုးချုပ်ကကျွန်တော်ကိုကျင်းထားတယ်ဗျ စိတ်ချပါဘိုးထုံးမရဲ့အဲ့လိုရရှိလို့လားဟဲ့